ကျွန်တော်တို့ဒီမှာဆင်းတော်မြင်လာစတူပေါ့နော်စတူလိုက်ကတွေ့ပြပါပြီအခုဒါအစင်းနေပဲပေါ့နော်မှားမဆန်ဆင်းနေရပြီဒါကတော့ကျွန်တော်ဒီ3ယောက်ထိုင်နေပေါ့နော်3ယောက်ထိုင်နေစတူတော်တော်ကြီးကောင်းပါတယ်2ယောက်ထိုင်နေလေးရှိတယ်ပေါ့နော်နောက်3ယောက်ထိုင်တဲ့ခါကျတော့ဒီမှာအိတ်ပြီးတော့ကျွန်တော်ဒီလှည့်ပြီးတော့အနားယူပေးရတယ်ဒါတွန်းငယ်9ပေဟိုပါပေါ့လက်မ60ရှိတယ်ဟိုပါပေါ့9ပေတိဘာဖြစ်လို့ဒီ3ယောက်ထိုင်ဆိုတော့ဒီ1ယောက်ထိုင်ရဲ့အခြေဝန်းပေါ့နော်ဒါ3ယောက်ထိုင်ဆိုပြီးမှလေသူကဟိုပါပေါ့နော်ဒီလိုအမျိုးဒီအမျိုးဒါမှာတယောက်ထိုင်မှာဆိုလို့ရှိရင်ဒါမျိုးတစ်ခုရှိတယ်အဲ့လိုလို့ရှိရင်ဒါမျိုး3ခုရှိတိုင်း3ယောက်ထိုင်လေးတက်မှလို့မရဘူး3ယောက်ထိုင်ဆိုဒီမှာဒီမှာတယောက်ထိုင်ပေါ့နော်တယောက်ထိုင်ရဲ့အခြေအဝန်း3ခုစာရှိရမှာပြီနော်3ခုစာရှိရမယ်ဒီမှာအဲ့လိုလေ3ယောက်ထိုင်ဆိုပြီးတော့စိုက်မပြေးမှာဆိုလို့ပါနော်ဒါဒီမှာဒီအတိုင်းလို့ရမယ်ဒီမှာတယောက်ထိုင်ဘယ်လောက်ရှိတယ်ပေးဒီကွာလက်မ20ရှိတယ်ဆိုရှင်ဒီမှာသူက3ယောက်ဆိုလို့ရှိရင်လက်မ60ရှိပြီနော်ဒီစားတိုင်းယူလို့ရပါတယ်အလုံးပေးနေရမှာမဆိုအဲ့လိုတိုင်းပြီးတော့ယူပါခင်ဗျအဲ့တော့အဲ့လိုလေးဒါဆိုလို့ရှိရင်3ယောက်ထိုင်နေပြီဟာ3ယောက်ထိုင်နေလေပါသူကဆင်းဒီနေရာထိုင်နေရှိပါတယ်နော်ဒါဆင်းစပီပါခင်ဗျအားလုံးကြည့်ပြပါဗျ